မကိုသိကုတ်ရာတောင်ဒီလာမှာရဝိနေရသရာဘွားဖို့ထင်ရှားစွာပဲကျူတီထားဓာတုစေရီဝေတရီတပ်ပေါင်းစုကျွစုမှာအချီ၍မကိုရှားစွာပဲကြုံတီထားဓာတုစေရီဝေတရီတပ်ပေါင်းစုံကျွန်းစုမှအချီ၍မကုန်တကူတော်ကိုဘုရားမြတ်ဖျားဆန်တော်ဆုံးတီထားဖို့အတိတ်ရထင်ရှားစွာပဲကြုံဟိုရှိကခုံတဲ့ကြီးနောက်သူဆုံးမြစ်စီမကိုသွားဖျားပွင့်နာဘဂဝါ ETP ကျူမရှိဖုံးရှင်ယမနာလူသုံးပုံသူတို့ပူဇော်မှုအထူးခံယူရိုက်သူညီပေသောကြောင့်အရဟံအရဟမြတ်ကုန်တော်သခင်သစ္စာကြီးရဓမ္မအကုန်အလုံးစုံကိုမျက်ရွှေဉာဏ်ဖြင့်အမှန်ထိုးတွင်အလင်းချင်းပေါ်သိမြင်တော်မူဝေသောကြောင့်သမ္မာသမ္ဗုဒ္ဓမြတ်ကုန်တော်သခင်စရဏအပြာ15 3 ပါးရှိပြဉာဏ်ဝိဇ္ဇာဖြင့်ပြည့်စုံတော်မူပေသောကြောင့်ဝိဇ္ဇာစရဏတံပါဏမြတ်ကုန်တော်သခင်အစွန်းနှစ်ပါးဖြင့်ကင်းစွာမစ္စည်းမပရိပရာကောင်းမြတ်ဖြောင်းတန်းမဲ့ခင်လမ်းမဟာကြွားမြတ်တော်မူပေသောကြောင့်သူကတော်မြတ်ကုန်တော်သခင်ကာမယူပအယူပဟုလောကအပြင်ဘုံတခွင်ကိုကုံစင်ခွင်မကြံကျွေးအောင်ထင်လင်းစွာသိမြင်ပေသဖြင့်လောကဝိတုမြတ်ကုန်တော်သခင်မရင်ကြည်တော်လူနာယမဝေနေယသတ္တဝါများစွာယဉ်ကြည်အောင်ဆုံးမနိုင်သဖြင့်အနုတ္တရောပုရိသဓမ္မပါရတိမြတ်ကုန်တော်သခင်လူနာယမတတ္တဝါများစွာဝတ္တဝါခယအဆုံးအမခံရဆရာသခင်ဦးထိတ်တင်ဖြစ်တော်မူ၍တတ္တာဒီဝမနုဿာနာမြတ်ကုန်တော်သခင်သစ္စာ
စားလေးအင်းတရားမြအစဉ်ကိုနတ်ရှင်လူအများသိချင်းရှားအောင်ဟောကြားထုတ်ဖော်သိစေတော်မူသဖြင့်ဘုရားမြတ်ဘုံတော်သခင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကူတော်အနန္တသူနိုင်ရဲ့တော်လောကတစ်ခွင်မှာကြီးမြတ်တော်မူရတော်ကြောင့်တော်ဘဂဝါတိမြတ်ဘုံတော်သခင်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကူတော်အနန္တသူနိုင်မဲ့စွာလောကတစ်ခွင်မှာကြီးမြတ်တော်မူပေသောကြောင့်တော်ဘဂဝါတိမြတ်ဘုံတော်သခင်ဗုဒ္ဓဘာသာဝင်အားလုံးဒီကနေ့မှာရှိကြတော်ဘုရားဘာသာဝင်အားလုံးစိတ်နှပြချမ်းသာချမ်းသာတို့ရဆန္ဒပြေဝစေသောတို့မြန်မာနိုင်ငံအတွင်းမှာဘုရားရှင်ရဲ့ဤသာသနာတော်ကိုယုံကြည်ကိုးစားတရားရှိတဲ့သူအလုံးယုံကြည်ကိုးစားတရားရှိတဲ့သူအလုံးစိတ်နှပြချမ်းသာချမ်းသာတို့ရဆန္ဒပြေဝစေသောနာယူကြည်ညိုချစ်ကြကျုံကုန်အားထုတ်ကြတော့သူတော်ကောင်းတို့မှာတမယာထွက်လာအထက်နဲ့နိဗ္ဗာန်တလန်းနိုင်စေသောဘုရားရှင်လက်ထက်တော်ကလေးကဒီမင်္ဂလာတော်ကိုဘုရားတော်ခါသမယဝေမန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကျောင်းတော်မြို့အောင်မင်္ဂလာရက်ွယ်ရသိန်းတန်ကျောင်းတိုက်ကြီးဤပဓာနာနာယကဆရာတော်ဘုရားကြီးဗန္ဒန္တဣန္ဒကဤတတိဖြစ်တော်မူသောအရှင်ကေတိဒသာဝနာဘဝဓမ္မစတိယဘုနာဝိတ္တိခပူဇော်ပဲမင်္ဂလာဖြစ်ပါတယ်ဒီကနေ့ဟာဆရာတော်ဘုရားကြီးအားညွှန်တော်တော်နဲ့လည်းအပြင်းညောခံအပူတော်ခံမှာဖြစ်ပါတယ်တို့ဖြစ်ပါ၍အားလုံးသောသာဝနာဆွေတော်မျိုးတော်များအနေနဲ့လည်းမိမိတို့တန်လျာကူညီအားလုပ်ငန်းတာဝန်များနဲ့အတူတကွပေါင်းစပ်ရေးဆောင်ရွက်ပေးနိုင်ရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ
လာလွယ်ဆယ်လမွေအသက်ပေးပြီးချစ်တဲ့မိခင်တမီဒီစင်တဲ့ငါဘဝကိုပေးချွေးမွေးခဲ့တဲ့ချစ်တော်ဖခင်သာသမီတို့အချိန်တန်အရွယ်ရောက်ရင်မိဘကိုလုံကျွေးတဲ့တာယရနာသမီးယရနာလိမ္မာသူအပေါင်းတို့မှာစိတ်နှပြချမ်းသာချမ်းသာဝိညာဉ်ဆန္ဒပြေဝစေတော်ကြားစရာပေါင်းအသိပညာအတတ်ပညာသင်ပေးခဲ့ပါတော့ဘဝဥယျာဉ်မှုမြတ်စရာနာဒဂိဝိဆရာသခင်အပေါင်းကိုကျေးဇူးဆက်တဲ့တည်းများမှာစိတ်မပြချမ်းသာချမ်းသာဘုရားဆန္ဒပြေဝစေတော်ရှင်မိုးမြေအောင်ကမြစ်တာပို့ဘူးတော်ကဘာမြေတဝမ်းငင်းငယ်ရင်လွေထုံဝေတော်စိတ်နှပြချမ်းသာချမ်းသာဘုရားဆန္ဒပြေဝစေတော်ကဘာမြေတဝမ်းမြင်းညံရင်လွေထုံဝေတော်စိတ်နှပြချမ်းသာချမ်းသာဒုရဆန္ဒပြေဝစေတော်စိတ်နှပြချမ်းသာချမ်းသာဒုရဆန္ဒပြေဝစေတော်စိတ်နှပြချမ်းသာချမ်းသာဒုရဆန္ဒပြေဝစေတော်Say
တဲ့အမြဲရနာကိုဝေရအောက်ကိုရလူအတူမရှိညဖြစ်သည်မှစိတ်ကပါဤအရှင်ဖျား
ရှိကြပါစေသောတိုင်းနိုင်ငံပြည်ရွာအေးချမ်းသာယာရှိစေသောရွှေဘုံပြရာမြင်မျက်နှာသာသနာဘာသာနေသောဇာဇာဓမ္မမင်းနဲ့ပြနေလိုလာလို့များလေသောဇဘူဒီပါလက်ရတောင်ကျုံနမိတ်ထုံးနီမင်္ဂလာရှိတဲ့တခြင်းကိုမှဆိုခြင်းသည်နာစင်သူလေမင်္ဂလာရှိကြားရသူတိုင်းမင်္ဂလာရှိမည်အတိတ်ကိုစောင့်၍ကြံတိုင်းအောင်စေမည်စီးစိမ်တိုးလို့ရွှေမိုးရွာစေဘာမဆိုလူတိုင်းရမည်လက်ရတောင်ကျော်နမိတ်ထုံးတော်သည်စိတ်ရွှင်လန်းစွာနေမည်ရွှေဆိုတာလူကဖြစ်သည်ငွေဆိုတာလူကဖြစ်သည်ဘာမဆိုလူတိုင်းရမည်လက်ရတောင်ကျော်နမိတ်ထုံးတော်သည်ကျက်သေးရှိတာအမျိုးမျိုးလုံးမည်စည်းစိမ်ဥစ္စာလိုရမည်မြို့ရွာတိုင်းမှာတီးကျက်သေးရှိတာအမျိုးမျိုးလုံးမည်စည်းစိမ်ဥစ္စာလိုရမည်မြို့ရွာတိုင်းမှာတီးယနေ့ကစ၍ကြံတိုင်းအောင်စေမည်ကဘာတော်ဝမ်းလုံးကိုဝမ်းမြောက်စေမည်ယရနာရွှေငွေအထွေတွေတိုးမည်96ဖြာအန္တရာယ်ကင်းမည်ကဘာတော်ဝမ်းလုံးကိုဝမ်းမြောက်စေမည်ယရနာရွှေငွေအထွေတွေတိုးမည်96ဖြာအန္တရာယ်ကင်းမည်အကျိုးစီးပွားလည်းအမြဲပြည့်နိုင်မည်ခေတ်ခါပြောင်းလဲပြီးစိတ်ရောကိုယ်ရောချမ်းသာမည်မင်္ဂလာရှိတဲ့စကားတွေကိုသာကြားကြသလားနားဆင်သူများဆိုပြပါမည်မင်္ဂလာရှိတဲ့သချင်းတွေကိုသာကြားကြသလားနားဆင်သူများဆိုပြပါမည်ဘေးပရာကင်းလို့စိတ်ချမ်းသာစေမည်ကြက်တရေလေတကယ်ပဲရှိသည်ရွှေလန်းလို့ကြံတိုင်းအောင်စေမည်စီးစိမ်ချမ်းသာ
ဖြာအနေရဲ့ကင်းမီကဘာတော်ဝမ်းလုံးဝမ်းမြောက်စေမည်ယရနာရွှေငွေအထွေတွေတိုးမြည်96ဖြာအနေရဲ့ကင်းမီအကျိုးစီးပွားလဲအမြဲပြည့်နိုင်သည်ခေတ်ခါပြောင်းလဲပြီစိတ်ရောကိုယ်ရောချမ်းသာမည်ရှိတန်လို့အမြဲကြံစီမျက်နှာပွင့်လန်းထက်တန်းကြသည်ကိုယ်စိတ်နှပြချမ်းမြေစေမည်ချမ်းသာရန်ရှိတန်လို့အမြဲကြံစီမျက်နှာပွင့်လန်းထက်တန်းကြသည်ကိုယ်စိတ်နှပြချမ်းမြေစေမည်နိညာထာဝစေမင်္ဂလာယူနမိတ်ထုံးသည်မင်္ဂလာရှိတာအမြဲဆိုခဲ့သည်နတ်ဖြန်မဆိုင်လို့တရွေဒီနေ့ဖြစ်ပြည့်စုံမည်ကဘာတော်လုံးကိုဝမ်းမြောက်စေမည်ယရနာရှိဝေငွေထွေတွေတိုးမြည်96ဖြာအနေရဲ့ကင်းမီကဘာတော်လုံးဝမ်းမြောက်စေမည်ယရနာရွှေငွေအထွေတွေတိုးမြည်96ဖြာအနေရဲ့ကင်းမီအကျိုးစီးပွားလဲအမြဲပြည့်နိုင်သည်ခေတ်ခါပြောင်းလဲပြီစိတ်ရောကိုယ်ရောချမ်းသာမည်ရွေရောတစကူကံမကုံအာယုန်နဲ့ပြောကတော့ရွေမင်းသားရဲ့သေးသေးတိတ်သက်ထရွေနေသေးသေးကဲပလဝေသာလီကောတလနဲ့မကတာတိုင်းသားတွေတည်ဆုံးညင်ခုံအော်ပြောရွေမကုံဆိုဒီမှာတောင်းတော့မရှိတော့တစ်တပင်ရင်မအိပ်ရတော့ဝါဒီယုံရင်မတဲ့တုံရတော့တာကြီးတွေနဲ့တွေ့တိတ်တထနဲ့သားလေးအိမ်နိုင်နေနိုင်မလားနော်အိမ်နိုင်နေနိုင်ပါမလားနော်နိုင်ပါမ
တပင်ရိတ်မှအိပ်ရသူဝါဒီယိုရိတ်မှတဲ့သုံးရသူတာဂီရွယ်နဲ့သွေးသိတထမင်းသားလေးရဲ့အိမ်နိုင်နေနိုင်မလားနော်အိမ်နိုင်နေနိုင်ပါမလားနော်နိုင်ခြင်းမလွယ်ကူခြင်းတုံးလပိတ်ဟန်ဘဝမှာလူကိုဘူပဲစေးရစေတတ်ပါတော့လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေခန္ဓာစင်မဒီတွဲမနေရသိစီသိခံချစ်ချအားထုတ်ဟုံးမလွယ်ပါဟုံးမလွယ်ပါဆိုဒီမှာယောက်ျားမြတ်တို့အလုပ်ဖြစ်သည်လူကိုဓမ္မမြတ်စွာဘုရားလောင်းနေပပစ္စာဒုက္ခခံစားမွေလျောယဟန်တော်ဖြစ်တော်သည်လူကိုဓမ္မမြတ်စွာဘုရားလောင်းနေပပစ္စာဒုက္ခခံစားမွေလျောယဟန်တော်ဖြစ်တော်သည်别多了笑话，好家干你呢。
အောင်မစင်အောင်တဲ့စိတ်ခါနေ၍အောင်အထူးထူးအခမ်းမဖြင့်အောင်လည်းတလူလူအောင်တဲ့ဝဲချစ်ရဲ့ဆိုတဲ့ကြည်မှာအောင်တကူစိတ်ချလိုက်ပါအောင်လန်တလူလူနဲ့ထူလို့ပြီအောင်မင်္ဂလာအောင်ဆုတောင်းငါအောင်မောင်ကြီးလို့အစင်အောင်စေရတုငွေခယူဩဘာထောပနာအောင်မစင်အောင်မစိတ်ခမ်းနေ၍အောင်အထူးထူးအခမ်းမဖြင့်အောင်လန်တလူလူအောင်တပွင့်ထူရဲ့စမှုရိတ်ကြီးလိုက်ပါပြီအောင်အရဟံဥထိပ်ပန်း၍အောင်မွဲကြီးတွေပြောကြရမည်အောင်ဒီကနေ့ဓမ္မစဖြင့်အောင်ပနရရင်အောင်ရရမည်အောင်စေရအောင်စေကြောင်းအောင်ကြောင်းပေါ်လိမ့်မည်အောင်စီရလို့စပူရိတ်ကျွန်းမှာအောင်နမိတ်ထွန်းပေါ်ပြီအောင်ရောက်စချီအောင်ရတော်မူအေးချမ်းသာယာထရနာပွင့်ပြောစီအောင်စိုက်ချနာတီအောင်တကိုင်းဝဲအောင်နေဆိုင်အောင်မြလာပါမူနေအောင်စိုက်ချနာတီအောင်ကကိုင်းအောင်လေးဆိုင်ကြီးခေရကင်းကလောကချမ်းသာအောင်မြလာပါမူနေအောင်အောင်စီကြီးအောင်ဝဲကြီးတွေနဲ့ပြောနိုင်ရမည်သုံးစံဘုံဝင်နေရပေါင်းအောင်ညစီကြောင်းအောင်စုကြောင်းအောင်မာစီပြေတာအတီးပါရဘဝလျံတုံကြီးလို့တီအောင်ဒီအောင်ဒီအောင်ဒီအောင်ညစီအောင်မွဲကြီးတွေပြောကြရမည်အောင်ဒီကနေ့ဓမ္မစဖြင့်အောင်ပနရရင်အောင်ညရမည်အောင်စရာအောင်စေကြောင်းအောင်ညောင်းပေါ်လိမ့်မည်အောင်စီယွန်းလို့စပူရိတ်ကျွန်းမှာအောင်နမိတ်ထွန်းပေါ်ပြီအောင်ညောင်းစချီအောင်ရတော်မူအေးချမ်းသာယာချရနာပွင့်ပြောစီအောင်စိုက်ချင်တာအောင်နာကိုင်းရွယ်အောင်နေဆိုင်ရေရကင်းကလောကချမ်းသာအမြလာပါမူအောင်စိုက်ချင်တာအောင်နာကိုင်းရွယ်အောင်နေဆိုင်ရေရကင်းကလောကချမ်းသာအမြလာပါမူအောင်
လဲကြပြီလေဤသို့ဆိုစကားရှိတော်ညာလေဗုဒ္ဓဟောကြားမြတ်တရားအားရှင်ပြိုင်သမှုတီထွင်ပြု၍ထုတ်ဖို့စေလေဤပြိုင်ပွဲကရှောင်းသူလေးနိုင်ပြိုင်သူရွှေပြောင်းပီတိဖို့၍ဘုရားသာသနာထုကပါချောင်းဝါဒီသူလေးစီတော်ဘုရားသာသနာထုကပါချောင်းဝါဒီသူလေးစီတော်ဘုရားသာသနာထုကပါချောင်းဝါဒီသူလေးစီတော်ဆုံးတန်ရာလဲကြပြီလေဤသို့ဆိုစကားရှိတော်ညာလေဗုဒ္ဓဟောကြားမြတ်တရားအားရှင်ပြိုင်သမှုတီထွင်ပြု၍ထုတ်ဖို့စေလေဤပြိုင်ပွဲကရှောင်းသူလေးနိုင်ပြိုင်သူရွှေပြောင်းရှောင်းဝါဒီသူလေးစီတော်ဘုရားသာသနာထုကပါရှောင်းဝါဒီသူလေးစီတော်ဘုရားသာသနာထုကပါရှောင်းဝါဒီသူလေးစီတော်
နေရာသိမ်းနိုင်ကျောင်းတိုက်ကြီးကြီးဦးစွာတော်သာဝနာကျေတဲ့ဝင်သာဝနာအောင်ရထူနိုင်ခဲ့တဲ့မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကျောင်းတော်မြို့နယ်ခွေးတော်ပြည်ကြီးပါရိုးသားဘာသာမိခင်ဖခင်များဖြစ်ကြတယ်ဘာသမီးတော်ကြီးဦးမျိုးမြင့်မိခင်ဒေါ်လာအေးတင်တော်မှာဝိဘွားတက်စေပါတော်သာကြရနာတပါအရှင်သူမြတ်အရှင်ကေတရိကမထေရဖြစ်ပါလေဆရာတော်မြတ်ဟာသာသနာ့တော်အမစတိယအောင်မြင်တော်မူခဲ့ပြီးတော့ဒီကနေ့အနာဂတ်သာသနာတော်ကြီးအတွက်ထမ်းဆောင်နိုင်တဲ့ဆရာတော်အရှင်သူမြတ်ဖြစ်ပါလေဘုရားဘုရားရှင်ထားခဲ့တဲ့သာသနာတော်ဟာ2560နဲ့8ခုနှစ်သို့ရောက်ရှိတော်လဲသာသနာတော်ကြီးမညှိုးမပြောက်ပြအောင်ဆရာတော်အရှင်သူမြတ်များကဆရာတော်ကညီညွတ်စွာဖြင့်သင်ဆောင်လာခဲ့ကြပြီဒီကနေ့သာသနာတော်ကြီးကြည်ရှိနေခြင်းဖြစ်ပါလေဒီကနေ့သာသနာတော်ကြီးကိုလည်းဆရာတော်အရှင်ကေတရိကတို့ကဲ့သို့သောဆရာတော်အရှင်သူမြတ်တို့နှင့်တကွဘုရားဘာသာဝင်သူတော်ရှင်များကဆရာတော်ကညီညွတ်စွာဖြင့်အတူတကွသင်ဆောင်လာမှသာလျှင်အနာဂတ်သာသနာတော်ကြီးတည်ရှိနိုင်မှာဖြစ်ပါလေ။တို့ဖြစ်ပါလေ။ဤလာတော်သမာဓိတော်ဉာဏ်ညာဘုံအပေါင်းနဲ့ပြည့်စုံပါသောအရှင်ကေတရိကမထေရမြတ်အားမနေ့ကကောင်းမြတ်တဲ့မင်္ဂလာအချိန်နိုင်နဲ့7 နာရီမှာဆိုရင်တော့ဖြင့်ဆရာတော်ဘုရားအားကြီးညိုပူဇော်ဂုဏ်ပြုပေးမှာဖြစ်ပါလေ။အာလုံးတော်တရားချစ်ခင်ဓမ္မမိတ်ဆွေများသာသနာဆွေတော်မျိုးတော်များသာသနာပြည်ခင်ဖခင်အပေါင်းသူတော်ကောင်းတို့နေဖြင့်ဆရာတော်ဘုရားအားလာရောက်၍ကြီးညိုပူဇော်ဂုဏ်ပြုနိုင်ပါကြောင်းလေးစားစွာဖိတ်ကြားအပ်ပါတယ်။တခုလိုကြတော်မူလာကြပါတော့သာသနာဆွေတော်မျိုးတော်အပေါင်းတို့ကိုလည်းဘာသာဖြစ်စီပေါ်ရာသမင်းများဖြင့်တိခိကျွေးမွေးအခမ်းသည့်အပြင်နဝင်းပြည်ံဖြစ်စီခြင်းဟာဓမ္မတေဗုဒ္ဓတေအစအရာတော်ဒီအစအရာတော်ကိုလည်းကျောင်းတော်တို့ရဲ့ဂုဏ်ဆောင်ဂီတဂျေရီဥပ္ပါဒမင်္ဂလာဆိုင်ပွဲနဲ့ရှင်သီစုများရှင်ညီနီအောင်သမီးငယ်လေးများကတီးဆိုကြော်ပြီးဂုဏ်ပြုသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးစားစွာသောသာသနာဆွေတော်မျိုးတော်များအားဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာပြပါဖယား
ကိုဟောကြားပြီးတော်မူပါဖေယားလက်စီပြောင်းမှုရှူကျူကြောကတပေတော်မရူလျှောက်ထားဦးတင်ပနာဤလူရွာလူကပါပူပန်တော့ကကြောင်ကြပြအေးချမ်းရမျက်နှိပ်ပင်ရနိုင်ပါစေသောရတာအရှင်ဖယားဒီကတော့ပတ်ကြရတာပါဘုရားကိုယ်ကိုယ်ပါဗျာဘုရားရေရံဒီမာရီဒီဒီမာရီဆောင်ရနိုင်ပါသည်ဖေယာတော်ရေရပြင်းပါသည်သိစီရဲ့ပြင်းပါသည်ကိုစီရဲ့ပြင်းပါသည်သာဓုသာဓုဒီကြရမှာတော့ဆရာကြီးဆရာလေးများနဲ့တော့ဒီကနေ့ညာတန်ဓမ္မတွင်ကြောက်တော်မူလာကြတဲ့ဓမ္မမာလာကသင်တော်ပြေအပေါင်းတို့ခင်ဗျာနမောတတ္တဘဂဝတောအာသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအာသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တသောဗုဒ္ဓတိခေတယတတ္တကာယေဘဝတိယာပိတိဝရမေဝဧတာပိတိဂတိနိနာပိသဗုတိပတ္တာဓမ္မောတံဂောတိခေတယတတ္တကာယေဘဝတိယာပိတိဝရမေဝဧတာပိတိဂတိနိနာပိသဗုတိပတ္တာဗုဒ္ဓဗုဒ္ဓတိဘယဘယဟူ၍၎င်းဓမ္မောဓမ္မောတိတရားတရားဟူ၍၎င်းတံဃောတံဃောတိတံဃာတံဃာဟူ၍၎င်းခိတယတတ္တကထေတတ္တမိမိစိတ်တွင်ဂုဏ်တော်မြင်၍ကြည်လင်ညွတ်ပြောင်းစွသောသူတော်ကောင်း၏ကာယေကိုယ်၌ယာပိတိကျေနှင့်တဝမ်းမြောက်ခြင်းပိတိတိအတ္တိရှိပါ၏ဒါပိတိတောပိတိတိကတိနေနာပိအလုံးစုံလေးဖြစ်သောဇဗုတိပတ္တာဇဗုဒိတ္တကျွလုံးကိုဆိုရသောစัจ जा မင်းစည်းစိတ်တဲ့ဝရမေဝါဤမောချမတ်သွေမြတ်လာပါ၏ဤသို့လုံးစုံသောစัจ जा မင်းစည်းစိတ်တဲ့မြတ်လာစွာသောစည်းစိတ်တို့ကိုပေးစွမ်းနိုင်တတ်သောတရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏတက္ကမြတ်ဆုံးယရဏဟုစွာသောယရဏမြတ်သုံးပါးမိဘဆရာသမားတို့အားယုတိမြတ်တို့လက်ဆုံးမိုး၍
ရှေကိုပူဇော်ဘူးမြောင်းမှန်လျော့ကတော့ဝေချာကြောင့်ဖြစ်သောယရဏတယပနာမကုတုကသေရဏံမန္တလေးတိုင်းဒေသကြီးကြောက်ပြောင်းမြို့အောင်မင်္ဂလာရက်ွယ်မြတ်သိမ့်တန်ကျောင်းတိုက်ဆရာတော်ဗဒ္ဒနာဣတကဤတပိဖြစ်တော်မူသောသာသနာ့တစားဓမ္မစရိယဝတ္တစိတ်တော်ရအရှင်ကိတရိန္ဒဤကုဏဝိတိတပူဇာမင်္ဂလာတပင်စေခြင်းပါရထိုချိန်ကာလသမယ၌ယံရှင်လူမြည်သူအမြတ်မြတ်ဗုဒ္ဓဤတရားဓမ္မမြတ်နာကြနိုင်ရစေဤတန်၍တရားတော်ကိုပေးလူပူဇော်ကြောင့်ဖြစ်သောဓမ္မဒါနဓမ္မပူဇာကုသိုလ်ကသေရဏသောတိကြောင့်ဖြစ်သောသီလကုသိုလ်ကသေရဏပွားများကြောင့်ဖြစ်သောဘာဝနာမယကုသိုလ်ကသေရဏယနေ့မျိုးဓမြကုသိုလ်ကောင်းမှုရာဘုဘာကကိုကျေးဇူးကြီးမမိဘဘုရားဆရာဓမ္မဆွေတော်မျိုးတော်များသာထား၍လုံးတဲ့တဘုံနာဝိနည်းတတဝါပေါင်းတို့အားမြတ်တမေဝေခြင်းတည်ဟူသောဗတ္တိဒါနကုသိုလ်ကံသေရဏဤသို့ပေါင်းစာများမြတ်သောကမ္မဝတ္တရကုသိုလ်ကံသေရဏပေါင်းတို့ကြောင့်သူတော်ကောင်းတို့ဒီလိုမရှိအပ်သောပေလေးပါးသတိတို့မှာအခါကတိတ်ကဲလို့ငြိမ့်သည်ဖြစ်၍အလိုရှိအပ်သောအသက်ရှိခြင်းသတော်ကောင်းကျိုးတရားတို့နှင့်ဘဝစက္ကခါကတိတ်ပြည်စုံကြပြီလေစေရခတိတ်ချုပ်ငြိမ်းအမှန်မျက်နှိဗ္ဗာန်သို့လင်းမြစွာရလွယ်ရောက်လွယ်နိုင်ကြသည်သူတော်ကောင်းများဖြစ်ကြပါစေ။အန္တိသန္တာရဘုဒ္ဓဒုက္ခတောမောဇနထာယဣတရဏိနာတဟနဝေငဓမ္မနာဂတံဝိဘောတထတိလံသမာရိယာမအရှင်မယအဘိတော်များသည်သန္တရာဒီဟုသောဝိစင်းရဲ့အပေါင်းမှာဖျောက်ပါရခြင်းအကျိုးငါဘုရားတရားသံဃာဖြင့်သုံးပါးသောကရဏဂုံနှင့်အတူတကွဘုရားသီလမြတ်ဓမ္မကိုအောင်းစွာအာယုသာတိကျင့်သုံးပါ၏အရှင်မြတ်ဘုရားဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုအပမတိနတပ္ပတိတာ968ခုဘောဓတက္ကရာ1386ခုတပေါင်းလာဇန်9ရက်3ရက်3လ2025အင်္ဂါနေ့ကောင်းမြတ်သောမင်္ဂလာရှိသောညချမ်းချိန်ကာလသမယမှာမန္တလေးတိုင်းဒေသကြီးကြောက်ပြောင်းမြို့အောင်မင်္ဂလာရက်ွယ်မြတ်သိမ့်တန်ကျောင်းတိုက်ဆရာတော်ဗဒ္ဒနာဣန္ဒကဤတပိဖြစ်တော်မူသောသာသနာ့ဓမ္မစရိယဝတ္တစိတ်တော်ရအရှင်ကေတရိန္ဒဤကုဏဝိတိဋ္ဌပူဇာမင်္ဂလာတပင်စေကျင်းပတဲ့ထိုအချိန်ကာလသမယမှာဒီအကျိုးညဓမ္မတပင်ဖြစ်မကွေးတိုင်းဒေသကြီးနမောက်မြို့အောင်ဆိုင်ရမာသီသာသနာရိပ်သာဆရာတော်အရဟတတိရိဏရှင်သူမြတ်ဒီဓမ္မပဒမှာလာတဲ့ဒါရာတပုဒ်ကိုအခြေခံ၍ဒုက္ခချမ်းသာရအောင်ရှာဆိုတဲ့တရားဒေသနာတော်မြတ်ကိုဟောကြားချီးမြှင့်ပေးမှာဖြစ်ပါတယ်
ဒီကနေ့အလုံးသောသူတော်စင်များနာကြားရမယ့်တရားကောင်းစဉ်ကဒုက္ခချမ်းသာရအောင်ရှာပြောကြည့်ပါဗလေဒုက္ခချမ်းသာရအောင်ရှာဆိုတဲ့ဒုတရားဒေသနာတော်များကိုဟောကြားချင်းပြပေးမှာဖြစ်ပါတယ်။အောင်မင်္ဂလာရက်ွယ်မြတ်သိန်းထံကျောင်းတိုက်ကြီးဤအကျိုးတော်ဆောင်အဖွဲ့မှဆက်ကလူတိုင်းရာ၅ဘိတ်ကြအားဆရာတော်အရှင်ကေတရိဒဤမေတော်ဖြစ်တော်မူသောဒေါ်လာအစ်တင်နှင့်ဒုတိယမေတော်ဒေါ်မောင်မော်တို့အားဆက်ကလူတိုင်းနိုင်ရာအတွက်လေးစားစွာပန်ကြားအပ်ပါလေခင်ဗျာသာဓုသာဓုဆက်နေလေအားရဝမ်းသာနာတိခေါ်စပြီးပါသာဓုသာဓုသာယုသာဓ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 ုသာယုသာဓုခေါ်စပြီးပါသာဓုသာဓုသာယုဆက်နေလေသာဓုသာယုဆက်နေလေသာဓုသာဓုသာဓုအော်နမတရားစိတ်ဓမ္မမိတ်ဆွေပေါင်းတော့ဗျာဒီနေ့ညညဓမ္မတော်ရင်တရားတော်များများဟောကြားချင်းမြင်ပေးပါတော့ဆရာတော်ဘုရားကြီးအားအာတော်ပေါင်းဆွေကတ်တူနိုင်သောအလူတော်မိမှာ10သိန်း9,2500ကျပ်ဖြစ်ပါကြောင်းဝမ်းမြောက်စွာသာဓုဘောဆိုနိုင်ရအတွက်လေးသောစွာပန်ကြားအပ်ပါလေခင်ဗျာသာဓုသာဓုသာဓုရေစကြခန္ဓာလေးမဆောင်ရခံသေးပေါ့ဆရာတော်ဘုရားလည်းငါကတော့ဖတ်တဲ့စာတင်တိုင်းမှာစာချဘုန်းကြီးလုပ်ရမှာအခုနမမျိုးမာသီသာသနာရေးတာကိုရောက်တာ9ဝလောက်ပဲရှိတယ်9နှစ်လောက်ပဲရှိတယ်အဲဆရာတော်ဘုရားရောက်ရှိနေတဲ့အချိန်မှာဒီအတိတ်တဖန်ပြန်လဲဒီဆောက်တဲ့လုပ်ငန်းတွေအမှန်မှများပါညညတဲ့အတွက်ကြောင့်မလို့ဆွမ်းအားရှိတဲ့လောက်ကိုလည်းပဲဆောင်ရွက်အခုရရှိလာတဲ့ဓမ္မပူဇာတွေကနေပြီးရတော့ယသိတဲ့ဆရာတော်ဘုရားကြီးကျမ်းမာရေးအတွက်ဇေဘူနဝကမ္မဝတ္ထုဝင်တသိန်းကျစက္ကလူဓမ္မဖြစ်ပါတယ်နောက်ထပ်ပြီးရတော့သာသနာ့ဓမ္မတရိယဘွဲရအရှင်ကေတရိဏအားနောက်ထပ်ပညာရရအတီးဒီဇေဘူနိုင်ရနဲ့သာသနာ့လုပ်ငန်းများဆောင်ရွက်နိုင်ရစိတ်တန်၍နဝကမ္မဝတ္ထုဝင်2သိန်းကျစက္ကလူဓမ္မဖြစ်ပါတယ်ဆရာတော်ဘုရားဗရဏအိန္ဒကအတွက်ဇေဘူနဝကမ္မဝတ္ထုဝင်2သိန်းကျအရှင်ကေတရိဏအတွက်သာသနာ့လုပ်ငန်းအသုံးပြုနိုင်ရ2သိန်းကျစုစုပေါင်း3သိန်းကျကိုဆရာတော်ဘုရားကအာလုံးတို့တို့ကောင်းများလူဒန်းထားတဲ့ဓမ္မပူဇာတွေကနေပြီးတော့အာလုံးပြန်ရံပြီးရတော့လူဒန်းကောင်းပါဖြစ်ပါတယ်ဒါကြောင့်အာလုံးကဝမ်းမြောက်ဝမ်းသာစွာဖြင့်တာတုလူမောဒနာ3ချိန်ခေါ်ကြပါစို့သာဓုသာဓုသာဓုကဲဆုတောင်းလေးဆိုကြရအောင်အရှင်ဘုရားတပည့်တော်များသည်ဘုရားတရားသံဃာအားဖြင့်သုံးပါးအစုံသရဏဂုံနှင့်အတုတကွငါးပါးသီလကိုးပါးသီလမြတ်ဓမ္မကိုထမှန်၍ကောင်းစွာခံယူဆောက်တည်ကျင့်သုံးကြည်လေအရှင်ကေတရိဏဤကုဏဝိတိဋ္ဌပူဇာတပေဆင်းရဲကျင့်ပါရာထိုအချိန်ခါ၌ယဟန်ရှင်လူဤသူအမြမြတ်ဗုဒ္ဓဤသူတော်ကောင်းတရားများ
ဗုဒ္ဓအလိုတော်ကြ ဗုဒ္ဓအလိုတော်ကြ ငါကြားနိုင်စေရန် ဒါကြနိုင်သည်ယာ စိတ်ရည်တန်၍ စိတ်ဤတန်၍ တရားအလိုတော်ကို တရားအလူတော်ကို မေလူ မေတ္တူ ပူဇော်ကြပါကုန် ပူ ၏ ဇော်ကြပါကုန်၏ အရှင်မြတ်ဗျာ ရှင်မြတ်ဗျာ ဘု၏ ဤကောင်းမှုဤ အဖို့ဘာကကို ဘုရားကို ကျေးဇူးကြီးမှ ကျေးဇူးကြီးမှာ မိဘဘူဘွား မိဘဘုရား ဆရာဓမ္မ ဆေယကမ ဆွေမျိုးများအလကောင် ဝေမျိုးများအား၎င်း ကိုဆောင်နတ် ကိုယ်ဆောင်မြတ် ကျောင်းဆောင်နတ် ကျောင်းဆောင်မြတ် ဝိုင်းဆောင်နတ် ဝိုင်းဆောင်မြတ် ကျွာဆောင်နတ် ရွာဆောင်မြတ် ရက်ွက်ဆောင်နတ် ရတ္တဆောင်မြတ် မြို့ဆောင်နတ် ရေဆောင်မြတ် နေဆောင်နတ် လေဆောင်မြတ် သာသနာတော်ဆောင်နတ် သာသနာတော်ဆောင်မြတ် အစရှိသော သာရှိသော နတ်မြတ်နတ်ကောင်း မြတ်နံပါ နတ်မြတ်ပေါင်းသူအား၎ နတ် င်း ဒီမှာအကောင်းတော်၎င်း အထူးအားဖြင့် အထူးအားဖြင့် ဤနေယ ဒီနေရာ ဤဒေသတို့ ဒီဒေသသို့ တရားတော်နာ တရားတော်နာ ရောက်ရှိလာကြကုန်သော ရောက်ရှိလာကြကုန်သော သူတော်ကောင်းတို့ကို သူတော်ကောင်းတို့ကို အစပြု အစပြု ၍ဝဲရာရှင်းနောက် ၍ဘေးရာရှိမှ ထက်အောင်ဒီလာ သောဒီနာ သက္ကဝါဟု သက္ကဝါ နာနာလောက နာနာလောက အနန္တ အနန္တ ၌ ၌ နေကြများစွာ ကြနာစွာ တတ္တဝါတို့အား တတဝါတို့အား အမြအမြ အမြအမြ ပေးဝေငှပါကုန် ဒေ ၏ ဝိငါဝါကုန်၏ အမြအမြ အမြအမြ ပေးဝေငှပါကုန် ဒေ ၏ ဝိငါဝါကုန် အ ၏ မြအမြ အမြအမြ ပေးဝေငှပါကုန် ဒေ ၏ ဝိငါဝါကုန်၏ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့နှင့် ထပ်တူထပ်မြ ထတ်တူထတ်မြ အမြရကြ အ ၍ မြရကြ၍ ကိုယ်စိတ်နှပြ ဘုစိတ်နှပြ ကျမ်းမာ ဉာဏ်နာ ချမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သော ဖြစ်ကြပါစေကုန်သော ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်သောသာဓု သာဓုသာဓုဥဒ္ဓအမြအမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုဥဒ္ဓအမြအမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓု အားလုံးကကိုယ်စိတ်နှပြကျမ်းမာချမ်းသာ၍ရဗုဒ္ဓရဲ့သာသနာတော်ကိုချီးမြှောက်ဆောင်ရှောက်ထောက်ပံ့နိုင်ကြတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်နိုင်ကြပါစေ။ Yes, yes. ဣဇာရပါတော့ဆရာကြီးဆရာလေးပါရဏစေကိရာနိဗ္ဗတုဘုရားပါရဏစေရာနိဗ္ဗတုဘုရားပါရဏစေရာနိဗ္ဗတုပါဒုပါဒုပါဒုသံဃာပါတိဆရာတော်သံဃာဝေကိုအာရဏဝေကိုဘယ်သူစွာဆောင်ရွက်နိုင်ပါ၏ဆရာတော်ရေရန်နေပါ၏စိတ်ဆင်းရဲနေပါ၏ကိုယ်ဆင်းရဲနေပါ၏ကိုယ်စိတ်နဲ့များချမ်းသာပါဖြင့်ဆရာတော်ခန္ဓာဝေကိုသာနာဝေကိုသတ္တုစွာဆောင်ရွက်နိုင်ပါသည်ဆရာတော်ဒီရာမြင်ပါသည်စိတ်ရှိရဲ့မြင်ပါသည်သုတ်ရှိရဲ့မြင်ပါသည်